အားလုံးပဲမင်္ဂလာပါရှင်ကျမကတော့ AKT Holding Company Limited ရဲ့ National Sales Manager မခိုင်မင်းဆိုတဲ့ဖြစ်ပါတယ်ရှင်ဒီကနေ့ AKT Holding Company Limited ရဲ့12နှစ်ပြည့်အခမ်းအနားမှာဝမ်းမြောက်ကြောင်းပြောကြားခွင့်ရတဲ့အတွက်အထူးပဲဂုဏ်ယူဝမ်းမြောက်မိပါတယ်ရှင် AKT Holding Company Limited ယနေ့ကြာရောက်တဲ့12နှစ်ပြည့်အခမ်းအနားမှာဒီနောက်နှစ်ပေါင်းများစွာတိုင်းအောင်မြင်မှုတရဖူဆောင်ပြီးတော့အောင်မြင်မှုတွေအများကြီးနဲ့စတဲ့တပူတိုးတက်ပါစေကြောင်းဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်။မင်္ဂလာပါရှင်။ကျမကတော့ AKT Holding Company Limited ရဲ့ Procurement ဌာနက Manager မအေးမြအောင်ဖြစ်ပါတယ်ရှင်။ဒီနေ့ AKT Holding Company Limited ရဲ့12နှစ်ပြည့် Anniversary မှာဒီနောက်နှစ်ပေါင်းများစွာတိုင်းရေရှည်တည်တံ့ခိုင်မြဲသော company ဖြစ်ပါစေ။ယခုထက်ပိုမိုတိုးတက်သော company ဖြစ်ပါစေလို့ဆုမွန်ကောင်းတောင်းပေးရပါတယ်ရှင်။မင်္ဂလာပါရှင်။ကျမကတော့ AKT Holding Company Limited ရဲ့ Resale Wholesale Department မှာတာဝန်ပေးနေတဲ့အရောင်းမန်နေဂျာမမေတည်ပဲဖြစ်ပါတယ်ရှင်။ဒီနေ့ခန်းနာလေးကတော့ကျမတို့ AKT Holding Company Limited ရဲ့12 year anniversary ခန်းနာပဲဖြစ်ပါတယ်ရှင်။ AKT Holding Company နေပြည်ကျမတို့ဝန်ထမ်းများအားလုံးပေါ်စီစဉ်ငွေများချီးမြှင့်ခြင်းဘောနဲ့များချီးမြှင့်ပေးသည့်အတွက်လည်းအထူးပင်ဝမ်းသာပီတိဖြစ်ရပါတယ်ရှင်။ AKT Holding Company နေပြည်ဒီနေ့မှစပြီးနောက်နှစ်ပေါင်းများစွာအတွင်းရှည်တည်တံ့ပါစေကြောင်းဆုမွန်ကောင်းတောင်းရပါတယ်ရှင်။ကျေးဇူးတင်ပါတယ်ရှင်။မင်္ဂလာပါရှင်။ကျမကတော့ AKT Holding Company ရဲ့ Administration က Manager စိတ်နန္ဒာကြီးဖြစ်ပါတယ်ရှင်။ကျမအနေနဲ့အခုလို12နှစ်ပြည့် Anniversary ကမရောက်ထွန်းရတဲ့အတွက်ကြောင့်ကျေးဇူးတင်ပါတယ်။ကျမတို့ Company ကနေလည်းဝန်ထမ်းတွေရဲ့လိုအပ်ချက်အပိုင်းကိုထောက်ဆောင်ကနေပြီးတော့ကူညီဆောင်ရွက်လုပ်ပေးခဲ့ရဆိုတော့အခုဆိုရင်တော့12နှစ်ပြည့်ခဲ့ပါပြီ။အစင်အမြဲအောင်မြင်ပါစေလို့ဆုတောင်းပေးပါရှင်အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်ကတော့ AKT Holding Company Limited အထက်မှာပြီးမန္တလေးရုံးခွဲရဲ့ရုံးခွဲမန်နေဂျာကိုတော်နိုင်ထုံးမဲ့ဖြစ်ပါတယ် AKT Holding Company Limited ကဒီနေ့မှာဆိုလို့ချင်း12နှစ်တိုင်းတိုင်ခဲ့ပြီဖြစ်ပါတယ်ခင်ဗျဒီနေ့ခန်းနာမှာကုကျွန်စွာစူးစမ်းခဲ့တဲ့ဝန်ထမ်းတွေကိုကုကျွန်စုများချီးမြှင့်ခြင်းစူးစမ်းခဲ့တဲ့ဝန်ထမ်းတွေတစ်နှစ်တာစူးစမ်းခဲ့တဲ့ဝန်ထမ်းတွေကိုဘောနဲ့များချီးမြှင့်ခြင်းစားတဲ့ဟာများကိုလည်းကုမ္ပဏီကပြုလုပ်ပေးတဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာဒါအပြင်ကျွန်တော် AKT Holding Company Limited ကယနေ့မှစပြီးနောက်နှစ်ပေါင်းများစွာတိုင်အောင်မြင်မှုများဇာတ်တိုက်ရရှိပါစေကြောင်းကျွန်တော်အနေနဲ့ဆုမွန်ကောင်းတောင်းရပါတယ်ခင်ဗျာ